ကိုစီရနေပြီးတော့တက်စာဖောက်ပြီးတော့ထွက်သွားတဲ့ချစ်သူကြီးစားအိမ်တော်ဘက်ကသူမားပါပြီသူ့ကိုပြန်လက်ခံပေးပါနော်သူဒါနောက်မလုပ်တော့ပါဘူးဆိုတောင်းပန်ပြီးတော့ဟာလာဖတ်မတက်ရက်မတက်ခြေသလုံးဖတ်တောင်းပန်ပြီးတော့အနုညွတ်တောင်းပန်လာပြီးတော့ဥညွတ်ခစားပြီးကိုစီကိုရောက်ရှိလာဖို့အတွက်ဆိုရင်ဒီရတရားကိုလုပ်ရတယ်နော်အဲ့လိုမျိုးတစ်ဖက်ကကိုယ့်ရဲ့မိမိအိမ်တော်ဘက်အမျိုးသားစသဖြင့်ပေါ့နော်ချစ်သူကြီးစားစသဖြင့်ကိုယ်ထားသွားတယ်ထွက်သွားတယ်နော်တက်စာဖောက်သွားတယ်နောက်ကျောကိုဓာတ်နဲ့ထိုးသွားတယ်နောက်တစ်ယောက်ရသွားတယ်ဟုတ်လားအဲ့လိုမျိုးတက်စာဖောက်ပြီးတော့ထွက်သွားတဲ့သူချက်ချင်းပြန်လာစေပြီးတော့တောင်းပန်လာစေခြင်းကြောက်ပြင်းတစ်ချက်ဝယ်ရမယ်အိမ်မှာရှိပြီးသားသုံးနေတဲ့ကြောက်ပြင်းဆိုတော့ရတယ်ဒါပေမဲ့ရေတရားလောက်တဲ့အချိန်တည်းမှာတော့အကြောက်ပြင်းမသုံးပါဘူးနော်အဲ့တော့တီးတန့်ပေါ့နော်ဒီရေတရားလောက်ဖို့အတွက်ကြောက်ပြင်းချက်ဝယ်ရတယ်နော်ပေးလိုက်ရတယ်ကြီးလိုက်ရတယ်အဲ့တော့ကိုစီယာထွက်သွားတဲ့သူရဲ့ဓာတ်ပုံလိုတယ်နော်ဓာတ်ပုံကတော့ passport size လေးရတယ်ဓာတ်သွားတာပဲရတယ်နော်ဓာတ်ပုံမှာသူ့နာမည်ကိုရေးနော်နာမည်ကိုရေးပြီးတော့ကိုဖြစ်ချင်တာကိုရေးနော်ကဲနာမည်ပေါ့ကဲမောင်ဖြူဆိုပါစို့မောင်ဖြူချက်ချင်းပြန်လာပြီးတော့ငါ့ကိုလာတောင်းပန်စီနော်ငါရေးအာနာကိုငါကန်ပြီးတော့ချက်ချင်းလက်ငယ်ငါရှိမှဒူးထောက်ရောက်လာစီကိုပြောချင်တယ်လို့ပေါ့ကိုဖြစ်ချင်တဲ့ဟာကိုရေးရမယ်နော်ဓာတ်ပုံမှာရေးပြီးသွားတာနဲ့အဲ့ဒီဓာတ်ပုံပေါ်ကိုကြောက်ပြင်ဖိလိုက်ကြောက်ပြင်တင်လိုက်ကြောက်ပြင်တင်ပြီးသွားတယ်အဲ့ဒီကြောက်ပြင်ပေါ်မှာဖျောင်းနိုင်တင်ထုံးရမယ်နော်ဖျောင်းနိုင်ထုံးတဲ့အချိန်မှာရွတ်ရမယ်မန်နန်ဒီအုံဂါငယ်ဂါကြီးပြတယ်အုံဂါငယ်ဂါကြီးပြဆိုတဲ့မန်နန်ကို39ခေါက်ရွတ်ရမှာအဲ့ဒါထုံးရမယ့်ချိန်ကညအိတ်ခါနီးမှာထုံးရမယ်နော်ကိုကအိတ်တော်မယ်ညအိတ်ရဝင်ကနေပြီဆိုရင်ပြောင်းနိုင်ထုံးလိုက်နော်ခုနမန်နန်လေး39ခေါက်ရွတ်ချက်ချင်းပြန်လာဖို့နဲ့ကိုလိုချင်တာကိုပြစ်ချင်တာကိုဆူတာနော်ဆူတာပြီးသွားနဲ့ရပြီတော့သူဒါမင်းကြီးနဲ့ဒီဆောင်လဲဆောင်ပေါ့နော်အဲ့တော့အဲ့လိုက်တော့ရပြီနော်အဲ့တော့မိမိငိမ့်မဲနဲ့တော့မဆောင်နဲ့မီးလောင်သွားအောင်မယ်နော်အဲ့တော့ဒီရေတရားလေးကိုလုပ်လိုက်တာနဲ့ချက်ချင်းထပ်သွားတဲ့သူဟာမှားပါပြီသူ့မားသူသိနောင်တရပြီးတော့ညရဲ့ပေါက်ကြီးငယ်ကြပြီးတော့ပြန်လက်ခံပေးပါတော့ဆိုပြီးအနုညွတ်တောင်းပန်ပြီးတော့ကိုစီကိုရောက်ရှိလာပါလိမ့်မယ်ခင်ဗျာ9ရက်တီထုံးပေးရမယ်9ရက်လုံးရောက်နိုင်ထုံးမယ်မန်နိုင်ရမယ်ဆူတောင်းမယ်စားပြင်းတဲ့ပေါ့ဒီတိုင်းပဲနေရာမရှိနဲ့အတိုင်းပဲထားကိုအိတ်တဲ့ဘေးနားမှာခုံထုံးနဲ့တင်ပြီးလုပ်လဲရတယ်တနေရာမှာကျမ်းမှာချပြီးလုပ်လဲရတယ်ကျဲသူတို့သာလုပ်ချက်ချင်းရောက်လာလိမ့်မယ်